ဒီနေ့တော့မတို့ပိတ်စာအကြောင်းလေးကိုနည်းနည်းပြောကြမယ်ပေါ့နော်အဲ့တော့ဒီပိတ်စာအကြောင်းလေးကဘယ်လိုအတွက်ရည်ရွယ်လဲဆိုတော့မတို့အခုမတို့ local လေးထုတ်ဖို့အတွက် local လေးထုတ်တဲ့အချိန်မှာမတို့ညဝက်ပိုင်းလေးတွေကိုသွားတဲ့သူပေါ့နော်အဲ့တော့ဘာလို့လဲဆိုတော့မဒီပိတ်စာလေးတွေကဒါညဝက်အတန်းထဲမှာတင်ထားတဲ့ဟာလေးတွေအဲ့တော့ပိတ်စာလေးတွေရွေးချယ်တဲ့အချိန်မှာမတို့စစထုတ်ချင်းသူတွေနောက်တစ်ခုကကြတော့မတို့အခုမှပေါ့နော်ချုပ်တဲ့ပညာကိုလေ့လာနေတဲ့သူတွေအဲ့လူတွေအတွက်မတို့ပိတ်စာလေးတွေကိုဘယ်လိုရွေးချယ်ရင်ကိုယ့်အတွက်ပို့ပြီးတော့ချုပ်တဲ့အချိန်မှာအခက်အခဲမရှိဘဲနဲ့မတို့ချုပ်လို့လွယ်မလဲဆိုတဲ့ပိုင်းလေးကိုမှပြောပြပေးမယ်ပေါ့နော်အခုဒါတွေကိုမှစမ်းပြီးတော့ဒီညဝက်တန်းထဲမှာချုပ်လိုက်တဲ့အချိန်မှာဒီချုပ်တဲ့သူတွေအတွက်ပေါ့နော်အဆင်ပြေနိုင်တဲ့ပိတ်စာလေးတွေကိုမှပြောပြပေးမှာဖြစ်တယ်အဲ့တော့ဒီမှာတခုအရင်ဆုံးမကြိုက်တဲ့ပိတ်စာကိုမှအရင်ပြောလိုက်မယ်မကြိုက်တဲ့ပိတ်စာကတော့မတို့အခုဒီလိုမျိုးเนาะဒါချီပြော့လို့ခေါ်တယ်ဒါမတို့ချီပြော့လို့ခေါ်တယ်တဲ့အခုဒီဈေးကွက်မှာဆိုရင်3500ဒီ3000ကျော်ပေါ့နော်ဒါအမကတော့ဒီချုပ်ဖို့တော့ဝယ်တာဆိုတော့လက်လီဝယ်ထားတာဖြစ်တယ်ဂိုက်ရှည်လေးတွေဝယ်ထားတာပေါ့နော်အဲ့တော့အမဒါဝယ်တဲ့အချိန်မှာ3500အဲ့တော့ဒီဟာလေးတွေရှိအဲ့တော့လေးတွေကလေအမတို့ဆဆချုပ်မဲ့သူအတွက်ဆိုရင်အမကတော့မဝယ်စေချင်ဘူးပြီးတော့အမတို့ဆဆချုပ်မဲ့သူပြီးတော့အမတို့ local brand ကိုမှစထွက်ပြီးတော့ဒီကိုကquality တစ်ခုဖြစ်သွားခြင်းနဲ့ဆိုမှဒီအသားကိုမသုံးစေချင်ပါဘူးဘာလို့လဲဆိုတော့ဒီအသားကလေအခုအမတို့ဒီအသားပေါ့နော်ဒီချီပြော့လေးတွေကသူကလေအမတို့အရှိမထွက်ခဲ့တယ်မှာတော့အရှိမတော့ငါတို့ခစ်တစ်ခါစားလိုက်တဲ့ချီကွက်ကလေးတွေရှိရဲ့ဒီချီကွက်လေးတွေနဲ့ပိတ်ကလုံးဝမတူဝတ်တဲ့အချိန်ကောမှာတော့ချုပ်တဲ့အချိန်မှာပါသူကပါပြီးတော့လေဒီရုံးကတော့သူကမရှိဘူးတိတ်ပြီးတော့ရုံးအားမရှိပေမဲ့ချုပ်တဲ့အချိန်မှာဆဆချုပ်တဲ့သူဆိုလဲလက်မနိုင်ဘူးဖြစ်လိမ့်မယ်ပျော့တော့ချုပ်ကားတဲ့သူတို့အမှားတို့အခက်ခဲရှိနိုင်နေပြီးတော့ထုံမဲ့သူပေါ့နော်ထုံမဲ့သူတို့လည်းအမှားတို့ quality တစ်ခုဖြစ်သွားတယ်တကယ်လို့ကိုကပေါ်ပေါ်လောလောနဲ့သွားမယ်ဆိုတော့အမှားတို့ဒီပိတ်စာတင်တော့ဒီ quality တစ်ခုဖြစ်သွားတဲ့အချိန်မှာဒီပိတ်စာကလေနည်းနည်းပွားရောင်နိုင်နေပေါ့နော်ချီနဲ့သူကနိုင်လို့ရောထားတဲ့ဘက်ကိုသွားတယ်နည်းနည်းလေးပို့ပဲချီဆိုပေမဲ့ချီအစ်စ်တော်မဖြစ်ချီပြော့အစ်စ်တော်မဟုတ်နေဘူးပေါ့နော်အဲ့တော့ quality တစ်ခုဖြစ်သွားခြင်းလဲဆိုရင်အမှားကဒီပိတ်စာကိုမသုံးစေချင်ဘူးသူက color လေးတွေလှတယ်ပြီးတော့ cheek work လေးတွေလှတယ်ဒီကြည့်ပြောမှဆိုဈေးကွက်တစ်ခုအနေနဲ့မတို့သွားမယ်ဆိုတော့နည်းနည်းအသင့်နဲ့သွားလို့ရတယ်ပေါ့နော်ဒါပေမဲ့ကိုမစထုတ်ပြီးတော့ quality တစ်ခုဖြစ်သွားမဲ့သူပြီးတော့မတို့ကိုမစပြီးတော့ချုပ်မဲ့သူဆိုရင်တော့ဒီချီကိုမဝယ်စေချင်ဘူးပေါ့နော်နောက်တစ်မျိုးလေးကိုထပ်သွားမယ်ဒါရွေးချယ်တဲ့အပိုင်းလေးတွေကိုမှအရင်သွားလိုက်မယ်ပေါ့နော်နောက်တစ်ခုကအမတို့ဒီမှာဒါကအမတို့နှစ်ထပ်ချီပေါ့နော် BKK နှစ်ထပ်ချီလို့ခေါ်တယ်သူကဈေးလည်းတော်တော်ကောင်းတယ်ဈေးလည်းတော်တော်ကောင်းတယ်အဲ့တော့ဒီထဲမှာအမတို့ဒါလေးကကြတော့ချီလေးကကြတော့ချုပ်လို့တော့အဆင်ပြေချုပ်လို့လည်းကောင်းတယ်ဝတ်လို့လည်းအရန်ကောင်းတယ်ဈေးလည်းအရန်ကောင်းတယ်သူက9500လောက်ရှိရဲ့အမတို့တစ်ကိုက်ကိုအနံတော့ကြီးရဲ့ဒီအခုမှပေါ့နော်စချုပ်မဲ့သူဆိုရင်သူကအမကမသွားစေချင်ဘူးဆိုတာသူကယုံအားရှိရဲ့သူကဒီလိုမျိုးဆွဲလိုက်တဲ့အချိန်မှာပဲမတို့ချုပ်ရင်းနဲ့ကိုသူကလိုက်ပြီးတော့ပါလာတယ်ပေါ့နော်အဲ့တော့အခုမှစပြီးချုပ်မဲ့သူတွေဆိုရင်တော့မတို့ဒီချီကိုမရွေးချယ်စေချင်ဘူးဒါပေမဲ့ထုတ်မဲ့သူတော့ quality ခုသွားမယ်ဆိုတော့ဒီချီကအရန်ကောင်းတယ်ဘာလို့ဆိုတော့နှစ်ထပ်ချီအပြင်မှာအဝတ်ကြီးတဲ့အချိန်မှာလည်းသူကအေးတယ်နှစ်ထပ်ဆိုပေမဲ့ချီလည်းပိတ်တယ်ပုတ်တဲ့ချိန်မှာလည်းတက်တာရှိတယ်ပြီးတော့ချီရဲ့ quality ကလည်းမတို့တော်တော်ကောင်းနေပေါ့နော်အဲ့တော့ဒါလေးကိုတော့မှကချုပ်ကူမစချုပ်မဲ့သူတွေဆိုတော့မတင်တော့ပေမဲ့အခုမှ quality အနေနဲ့ထုတ်မဲ့သူဆိုတော့မတို့ဒီဒါလေးကထုတ်quality အနေနဲ့သွားမယ်ဆိုတော့မတို့ဒီချီလေးဝယ်တင်တယ်ဒါပေမဲ့ budget အနေနဲ့ဆိုတော့မတို့ဒီချီကမရွေးတင်ပုံမှန်တစ်ကိုက်ကိုမတို့ရက်လီပွဲတော့9500ဆိုတော့9000ဝန်းကျင်လောက်တော့မတို့သွားကြမယ်ပေါ့နော်အဲ့တော့ဒါလေးကတော့မှအစင်မပြေတဲ့နှစ်ခုပေါ့နော်အစင်မပြေဘူးဆိုရင်ဒီ3ရမယ့်ဟာမ3ရမယ့်ဟာခွဲပြသွားတယ်နောက်တစ်ခုကမတို့ကိုမချုပ်တင်နေသူဆိုရင်ပိုးသားပေါ့နော်ဒီမတို့လက်ရှူပိုင်းသွားမဲ့သူဆိုတော့မတို့ပိုးသားကထုတ်ကိုထုတ်ရမယ်ပေါ့ဒါပေမဲ့ကိုမချုပ်တင်နေသူတွေဆိုတော့ဒါမတို့ဒီညဝက်တန်းမှာချုပ်ထားတဲ့ဟာလေးပေါ့နော်ကိုမချုပ်မဲ့သူဆိုရင်မတို့လက်မနိုင်တာမျိုးရှိတတ်တယ်ပြီးတော့မတို့သူကတော်တော်လေးထိန်းပြီးချုပ်ရတယ်ပေါ့နော်အဲ့တော့ဒီပိုးသားလေးကတော့မတို့ဒီသွားတဲ့အချိန်မှာတော့ဒီထုတ်မဲ့သူတွေကတော့ဒီပုံစံပေါ်မူတည်ပြီးတော့မတို့ရွေးချယ်လို့ရတယ်နော်အခုမှစရအောင်ချုပ်မဲ့သူဆိုရင်တော့မတို့ဒီပိုးသားလေးကိုမရွေးချယ်စေချင်ပါဘူးနောက်တစ်ခုလေးကိုတွားမယ်ပေါ့နော်နောက်တစ်ခုကတော့မတို့ဒီညဝတ်တွေမှာလည်းတော်တော်များများတွေ့ရတယ်မတို့ဒီ cotton လေးတွေပြီးတော့မတို့စပန်လေးပေါ့နော်ဒါကတော့မတို့ထုတ်တဲ့သူတွေလည်းအဆင်ပြေတယ်ခုမှစချုပ်မယ်လေသူလည်းအဆင်ပြေဘာလို့လဲဆိုတော့မဒါလေးမြည်ဘူးတော့မတိုက်ကြသေးဘူးဒါချုပ်ပြီးသားဟာလေးပေါ့နော်ဒါလေးဆိုရင်မတို့ကရုံးအားလဲသူကမရှိဘူးခောက်ရင်ခောက်ရလေးအတိုင်းပဲမတို့မီးဘူး
ကိုကတိုက်ကမှပြင်းနေချုပ်တယ်နေပေါ့နော်ပြင်းနေဆိုတော့အမတို့လက်ကလေးနဲ့ချိုးချရင်တော့သူ့ချုံယူသားလေးကမတို့ချိုးရင်ချိုးချတဲ့အတိုင်းနေမတို့ချုပ်လို့လွယ်တယ်ပေါ့နော်အဲ့တော့မတို့ဒီကုမစားချုပ်မဲ့သူတွေအတွက်ဆိုရင်မတို့ကော့တွန်နေအခုလိုမျိုးမတို့ချီပိုများတယ်ပေါ့နော်ချီကိုမတို့ချီစစ်ကိုမတို့ရွေးပါပြီးတော့မတို့ဒီစက်ပတ်ပေါ့နော်ဒါလေးတွေကမတို့ချုပ်လို့လွယ်တယ်ဒီထုတ်မဲ့သူလေးတွေအတွက်ကကြတော့မတို့ကဘတ်ချက်ပေါ်ချိန်ပြီးတော့မတို့ထုတ်ပေါ့နော်ဒါဆိုရင်မတို့ချီသားစစ်ပေါ့နော်ချီသားစစ်ဒါလေးတွေကတော့မတို့ဈေးကွက်မှာ4,000 5,000ဒီ6,000ထိသွားတဲ့ဟာလေးတွေလည်းရှိတယ်ပေါ့နော်အဲ့တော့ဒီချီလေးတွေကကြတော့ဒီမှာအမတို့ချိုးရင်လည်းချိုးချတဲ့အတိုင်းဒီမှာတို့ပါတယ်ချုပ်ရင်လည်းချုပ်ကြတာအဆင်ပြေဒီ quality တစ်ခုအနေနဲ့မှာတို့ထုတ်မယ်ဆိုလည်းအမတို့အဆင်ပြေတယ်ဒါပေမဲ့တစ်ခုရှိတာရေထုတ်မဲ့သူတွေအတွက်ဆိုရင်ရေလျှော်ကြည့်မှာတို့ကြုံအားစံအားတွေကိုမှာတို့သိရမှာဖြစ်တယ်နောက်တစ်ခုသဘောကျတဲ့ခြေလေးတစ်ခုရှိရဲ့ဒါလေးကသူတို့ဒါလေးကိုတော့မှချုပ်ကြည့်တဲ့ချိန်မှာသူကလေချီကမှတော်တော်အေးတဲ့ပတ်သွားနည်းနည်းလေးတော့ပါတယ်ဆိုပေမဲ့အခုကမှတို့ဒီချီထက်ဆိုင်အများကြီးဒီချီကပုတ်ကောင်းတယ်ဒါလေးကတော့မှတို့9,500 6,000 ဝန်းကျင်လောက်တော့ရှိတယ်ဒါလေးဆိုရင်အမတို့ဒီအတန်းထဲမှာချုပ်ထားတဲ့ဟာလေးကိုတစ်ချက်ပြပေးမယ်ဒါလေးကတော့ဒီຢာလေးကဆိုရင်မတို့ဒီအတန်းထဲမှာဒီလိုလေးချုပ်ထားတာပေါ့နော်ဒီဒီဇိုင်းအစမ်းလေးပေါ့နော်လိုလေးချုပ်ထားတာအဲ့တော့ဒီຢာလေးဆိုရင်ဒီထုတ်တဲ့အချိန်မှာကိုဝစ်ကြည့်တဲ့အချိန်မှာကိုဒီအသားလေးကတော့အရန်စင်ပြေတယ်ဒါပေမဲ့သူကတော့တော့ရှိရင်ရှိတဲ့လောက်ဝယ်ထားမယ်ချီထဲမှာပါတယ်သူကတော့အမြဲထွက်တဲ့ထဲမှာတော့မပါဘူးပေါ့နော်ချီကွက်ဆန်လေးချီခေါ်လဲတော့မသိဘူးဒါပေမဲ့ချီသားတော့တော်တော်များပါတယ်ပြီးတော့သူကတွတ်လိုမျိုးကွက်ကလေးတွေကိုသူကဖော်ထားဒီကွက်လေးတွေမှာမတို့အမွှေးဖွားလေးတွေပါတယ်ပေါ့နော်ဒါလေးကတော့မတို့ချုပ်လို့လဲနိုင်နေပေါ့နော်ချုပ်လို့လဲအမတို့အဆင်ပြေတယ်ရိုင်းမယုံဘူးထုတ်တဲ့သူအတွက်လည်းအမတို့6,000 ဝန်းကျင်လောက်ဆိုတော့ quality တစ်ခုအနေနဲ့အမတို့ထုတ်မယ်ဆိုအဆင်ပြေပြီးအကွာဆန်းလေးတွေဆိုတော့အမတို့ design သက်ကလေးတွေထွင်တဲ့အချိန်မှာအရန်စစ်တယ်အမတို့ဒီနောက်ဝက်တက်မှာဆိုလဲဒါလေးဆိုရင် design လေးကိုအမတို့ color set ကလေးနဲ့သုံးပေးထားတာပေါ့နော်ညဝက်မှာ design ဆုံးသိရအောင်လို့ဒီမှာဆိုရင်ဒီ half shape ဒီ egg ပုံစံလေးနဲ့အမတို့ဒီအကျိုးလေးတွေကမတို့ဒီလိုမျိုးဒီ collar လေးတွေနဲ့ပေါ့နော်ဒါကတော့ညဝက်အတက်မှာတင်ထားတဲ့အထည်လေးဒါစမ်းထားတဲ့ဟာလေးတွေပေါ့နော်အဲ့တော့တကယ်လို့ကိုကအခုမှစပြီးတော့ထုတ်လုပ်နေသူပြီးတော့မတို့အခုမှစပြီးတော့ဒီညဝက်ပိုင်းလေးနဲ့ချုပ်လုပ်နေတဲ့သူတွေဆိုရင်ဒီဗီဒီယိုလေးကအသုံးဝင်မယ်လို့ထင်ပါတယ်အဲ့တော့ကိုကပိတ်စာလေးတွေကိုအလေးလွတ်မရှိဘဲနဲ့ကိုထုတ်တဲ့အချိန်မှာလည်းမတို့ဝယ်လို့ရအောင်လို့မှာဒီဗီဒီယိုလေးနဲ့ share ဝင်လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်တကယ်လို့မတို့ရှိတာဒီညဝက်ပိုင်းလေးနဲ့ပတ်သက်ပြီးတော့တင်ယူခြင်းနဲ့ဆိုရင်တော့မတို့ဒီလတွေမှာ promotion ရှိနေတာဖြစ်တဲ့အတွက် messenger လေးမှာတွားရောက်ပြီးတော့အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါတယ်။အားနဲ့တူနောက်ဗီဒီယိုလေးတွေမှာထပ်ဆောင်ပါမယ်ရှင့်။